ကုညီဆောင်ရှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုအလိုချလေးဖြစ်နေတော့နဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်ရှိတော့တဏှာရဲ့သဘောကကိုကောင်းစားဖို့ပဲရှိတယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်နဲ့ပြောကြတယ်သားသမီးချစ်တာလားဟုတ်ပုချစ်တာလားသေချာစမ်းစစ်ကြည့်အများကတော့ဖြေနေမယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်အာကိုနေတယ်ယုံကြည်နေတယ်ငါတက်ကြီးရင်ငါသားလေးကငါဆောင်ရှောက်မှာပဲငါသမီးကငါဆောင်ရှောက်မှာပဲနဲ့ဟောအာကိုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင့်ချက်ကလေးတွေနဲ့ထင်အဲ့ဒီသားသမီးကကိုယ်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အိမ်ကနေနှင်ချပြီးအမွေပြတ်ကြော်ညာရတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတုံးလို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီးဆိုလို့ရှိရင်အဲ့သားသမီးချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောက်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေ